ကိုဝန်ဆောင်မျိုးသမီးတယောက်ဟာညအချိန်မှာဆေးရုံကိုတယောက်တည်းကားမောင်းနေလာခဲ့ပါတယ်ဒီလိုနဲ့ခီးတဝက်ရောက်တဲ့အခါတော့တခုခုမားရင်းနေတာကိုသူမခံစားမိခဲ့ပါတယ်ဒါကြောင့်သူမဟာအနည်းဆုံးတက်စီဆိုင်တစ်ခုမှာရပ်နားခဲ့ပါတယ်ဒါပေမဲ့အချိန်နှောင်းသွားပြီဖြစ်ပါတယ်ပတ်ဝန်းကျင်မှာလည်းလူသူကင်းမဲ့နေခဲ့ပါတယ်ရုတ်တရက်သူမရဲ့ရေမြုပ်ဟာပောက်ကွဲသွားခဲ့ပြီးကလေးမွေးဖွားချိန်ရောက်ရှိလာခဲ့ပါတယ်အဲ့ဒီအခါသူမဟာနာကျင်မှုကြောင့်အော်ဟစ်ခဲ့ပေမဲ့လည်းအနီးနားကအင်ချေရမဲ့လူတယောက်ကလွဲလို့ကူညီမဲ့သူမရှိခဲ့ပါဘူးဒီတော့အင်ချေရမဲ့ဟာလည်းအလျင်မြန်ပြေးလာပြီးကားတကားကိုဖွင့်ကာကလေးမွေးဖွားခါစအခြေအနေရှိတဲ့သူမကိုတွေ့မြင်ခဲ့ရပါတယ်သူ့မှာလည်းဆေးဘက်ဆိုင်ရာအတွေ့အကြုံမရှိတာကြောင့်911ကိုခေါ်ဆိုခဲ့ပါတယ်အဲ့ဒီမှာဗဟိုကလုတ်သားရဲ့အဆင့်ဆင့်ညွှန်ကြားချက်တွေကြောင့်အဲ့ဒီနေရာမှာပဲကလေးငယ်တဦးကိုမွေးဖွားခဲ့ရပါတယ်ဒါပေမဲ့ပြဿနာတစ်ခုရှိနေခဲ့ပါတယ်ချက်ကျိုးဟာကလေးရဲ့လည်ပင်းကိုတင်းကျပ်စွာပတ်နေခဲ့ပါတယ်ဒီလိုနဲ့အချိန်ကလည်းတစ်စက္ကန့်ပြီးတစ်စက္ကန့်ကုန်လွန်နေခဲ့တာကြောင့်ကလေးငယ်ကိုကယ်တင်ဖို့မိနစ်ပိုင်းသာလိုပါတော့တယ်ဒါကြောင့်သူဟာ911ကိုထပ်မံခေါ်ဆိုကညွှန်ကြားချက်အတိုင်းတိကျလိုက်နာကတုံရင်နေတဲ့လက်တွေနဲ့ချက်ကျိုးကိုဖြေလျှော့ပေးခဲ့ပြီးကလေးငယ်ကိုတန်ထွက်လာအောင်လုပ်ပေးခဲ့တာကြောင့်ကလေးဟာအသက်ရှင်တန်နိုင်ခဲ့ပါတယ်နောက်ဆုံးမှာတော့မိခင်ကအင်ချေရမဲ့ကိုငွေကြေးပေးအပ်ဖို့ကမ်းလှမ်းတဲ့အခါသူဟာရိုးရိုးလေးပြုံးရည်လျက်ဒီကလေးလေးကိုဂရုစိုက်ပေးပါလို့သာပြောခဲ့ပါတယ်ပြီးရင်တော့သူဟာလမ်းလျှောက်ထွက်ခွာသွားခဲ့ပါတယ်ဘာလို့လဲဆိုရင်တခါတရံသူရဲ့ကောင်းတွေမှာအိမ်မရှိကြပေမဲ့လည်းနှလုံးသားတော့ရှိကြတာကြောင့်ဖြစ်ပါတယ်